Okay so တော့ IELTS နဲ့ TOEFL exam differently ပြောပြပါဦးเนาะနှစ်ခုလုံးကတော့ English proficiency ကိုစစ်ဆေးပေးတဲ့ test တွေပါ IELTS ကတော့ mainly UK based ပေါ့เนาะTOEFL ကတော့ US based ပေါ့เนาะဆိုတော့ IELTS ဘက်မှာရော TOEFL ဘက်မှာရောဒီ reading writing speaking listening လေးခုလုံးစစ်တယ်ပေါ့เนาะဒါပေမဲ့စစ်တဲ့ချိန်ဖြေရတဲ့ question format တွေလည်းမတူပါဘူးscoring system လည်းမတူပါဘူးပေါ့เนาะ IELTS ဘက်မှာက category 3ခုထပ်ကွဲသေးတယ်ပေါ့เนาะIELTS Academy ရဲ့ General Training ရဲ့ IELTS for UKVI ဆိုပြီးတော့IELTS for UKVI တော့မှtest တွေအများကြီးကွဲသေးရပါတော့TOEFL ဘက်မှာတော့အဲ့လိုမရှိပါဘူးတစ်ခုတည်းပေါ့နော် IELTS အကြောင်းဒီ General Training တော့ Academy တော့ UKVI တော့ဟာအသေးစိတ်လေ့လာကြတာပဲဖြစ်ဖြစ်သိချင်တာဖြစ်ကျွန်တော် YouTube channel မှာတင်ထားပေးပါပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးအကုန်တင်ထားပေးပါတယ်ဟိုသိချင်တော့အဲ့မှာတော့ကြည့်လို့ရပါတယ်ပေါ့နော်TOEFL ဘက်မှာကဒီဘာမှခွဲရမျိုးမရှိဘူးပေါ့နော်ဆိုတော့ဒီ test taking method မှာ TOEFL မှာအရင်တော့ paper based ရှိရပေါ့နော်ဒါပေမဲ့နောက်ပိုင်းတော့မရှိတော့ဘူးပေါ့နော် computer based ကိုမှာ test center မှာသွားဖြေရင်ဖြေမဖြေရင်ကိုယ့်အိမ်မှာလည်းကိုဖြေလို့ရတယ်ပေါ့နော် Duolingo ပုံစံမျိုးပေါ့IELTS ကတော့ test center မှာ computer based ဖြေလို့ရတယ် or paper based ဖြေလို့ရတယ် or အိမ်မှာကိုယ့်အိမ်မှာကို computer based ဖြေလို့ရတယ်ပေါ့နော်ဒါပေမဲ့အဲ့လားတချို့တော့ဟို test တွေနဲ့တချို့တော့ region မှာပဲရတယ်ပေါ့နော်တကယ်လို့ကိုက IELTS နဲ့ TOEFL ဘယ်ဟာဖြေရမလဲဝေခွဲရခက်နေရဆိုရင်ကိုတက်မဲ့ college university ကိုမေးကြည့်ပါသူတို့ဘက်ကဘာလက်ခံလဲပေါ့ IELTS ပဲလက်ခံတယ်ဆိုတော့ IELTS ပဲဖြေပါTOEFL ပဲလက်ခံတယ်ဆို TOEFL ပဲဖြေပါတော့။ဒါလို့နှစ်ခုလုံးလက်ခံတယ်ဆိုရင်တော့ဘာပဲဖြစ်ဖြစ်ရပါတော့။ဒါမဲ့ကျွန်တော် recommend ခိုင်းမယ်ခဲ့မယ်ဆိုရင်တော့ကျွန်တော် IELTS ကိုပို့ပြီးတော့ကြိုက်ပါတယ်။တကယ်လို့ကို English စာပါ improve လုပ်ဖို့ opportunity ရှာနေရဆိုရင် IELTS ဖြေဖို့လုပ်နေတဲ့အချိန်မှာဒီ IELTS training ကောင်းကောင်းရှိခဲ့ဆိုရင် English ပါတခါတည်း improve တာဖို့ပိုကောင်းတယ်လို့မြင်တယ်ပေါ့နော် IELTS ကတော့ဟို TOEFL တော့စာရင် TOEFL တော့ကျွန်တော်တခါမှ prepare တော့မလုပ်ဘူးပေါ့နော်။ IELTS တော့ prepare လုပ်ဘူးလားဆိုတော့အဲ့ဒါတော့တိတ်တော့ compare လုပ်လို့တော့ကျွန်တော်တို့ခက်တယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ IELTS ဆိုပို့ပြီးတော့ဟိုကြိုက်တယ်ပေါ့နော်ပို့ပြီးတော့ internationally recognized ဖြစ်တဲ့ကြောင့်လို့ပေါ့နော်TOEFL လည်း internationally recognized ဖြစ်ပါတယ်ဒါပေမဲ့ mainly ကတော့ US နဲ့ခဏနေတာပေါ့နော် IELTS ကတော့ mainly က UK ဒါပေမဲ့တခြားသောနေရာတွေမှာလည်းဟိုအများကြီးရတာပေါ့နော်ဆိုတော့တကယ်လို့ဒီနှစ်ခုဘယ်အပြင်မလဲလုံးဝဟိုဝေခွဲခက်နေတယ်ဆိုတော့ဟိုနည်းနည်းပါလေးလာကြည့်ပေါ့နော်ကိုယ့်အတွက်အလွယ်ဆုံးဟာပဲဖြေပါအချိန်ရင်းမပေးပါနဲ့ပေါ့နော်အဓိက university acceptance letter ရတဲ့အထိပဲပေါ့နော်ဝင်ခွင့်ရရင်ပြီးပါပြီပေါ့နော်ဒါပေမဲ့အဲ့လိုမှမဟုတ်လုံးဝ English စာ improve လုပ်ဖို့အထိပါတွေးထားရဲဆိုတော့တခြား research လုပ်ကြည့်ပေါ့နော်ဘယ်ဟာကိုယ့်အတွက် English improve ဖို့အတွက်ပိုကောင်းလဲဆိုတာပေါ့နော်